အိမ်တလုံးရဲ့လက်စစ်စနစ်ဆိုပြီးပြောလိုက်ရင်အများစုကဘာကိုရင်မြင်ကြလဲမိခလုတ်တွေ black box တွေဟုတ်တယ်ဟုတ်ဒါပေမဲ့လေတကယ်အဓိကစကောင်ကမျက်စိရှင်းမှာတော့မရှိဘူးနောက်ကွယ်မှာတိတ်ကလေးအလုံးလုံးနေတဲ့အရေးကြီးဆုံးအကာအကွယ်တစ်ခုရှိနေတဲ့အဲ့တော့ဒီနေ့ဒီရှင်းလင်းတင်ဆက်ဖို့မှာအဲ့ဒီအကာအကွယ် circuit breaker ကိုဘလို့မှန်မှန်ကန်ကန်ရွေးမလဲဆိုတာကိုပြောပြတော့မှာပါဒါကနီးပညာစာအုပ်ကြီးဖတ်နေရတယ်လို့မျိုးမဟုတ်ပါနဲ့အိမ်နိုင်ရဲ့အတွက်တကယ်ဒီထားတဲ့ safety lesson တစ်ခုအနေနဲ့ပေါ့ကဲမေခွန်းလေးတစ်ခုအရင်မေးကြည့်အောင်လက်စစ်မီးကြောင့်ဖြစ်တဲ့မီးဘေးအန္တရာယ်ကနေကာကွယ်ပေးတဲ့အိမ်ရဲ့ပထမဆုံးကာကွယ်ရေးတန်းကဘာဖြစ်မေဖြစ်လဲဒီမေခွန်းကနည်းနည်းတော့ deep တယ်နော်ဒါပေမဲ့လက်စစ်ဘေးကင်းရင်မှာဒါကဘလောက်အရေးပါလဲဆိုတာကိုပေါ်လွင်စေခြင်းလို့ပါတကယ်တော့အဖြေကနေ့စဉ်တတိတောင်မထားမိတဲ့နေရာလေးတစ်ခုမှရှိနေပါတယ်အဲ့ဒါပါလဲဆိုတော့လေတတိထားပြီးဘယ်တော့မှတောင်ကြည့်မိမှာမဟုတ်တဲ့ခလုံးလေးတစ်ခုပဲဟုတ်ပါတယ်အဲ့ဒါက circuit breaker ပါပဲ DB ဘူးထဲမှာတန်းစီနေတဲ့ခလုံးလေးတွေပေါ့သူတို့ကပုံမှန်ချိန်ကြီးမှာတော့ငြိမ်နေမဲ့လက်စစ်စနစ်မှာပြဿနာတစ်ခုခုဖြစ်ပြီဆိုတာနဲ့သူတို့ကအတက်ကဲသမားတွေလိုပဲရှေ့ဆုံးကနေကောက်ွယ်ပေးတော့တာကဲသူတို့ရဲ့အရေးပါပုံကိုအခုပဲအသိစိတ်လေးလာကြည့်လိုက်အောင်ဟုတ်ပြီမန်ဂန်နဲ့ breaker ကိုရွေးချယ်ဖို့ဆိုတော့ပထမဆုံးကိုသုံးမဲ့ကစားသမားတွေအကြောင်းသိထားမှဖြစ်မှာပေါ့နော်ဒါကြောင့်တွက်ချက်မှုတွေမစက်ခင် breaker မျိုးစားတွေကဘာတွေလဲသူတို့ကဘာတွေလုပ်ပေးလဲဆိုတာနဲ့အရင်ဆုံးမိတ်ဆက်ကြရအောင်ဒါကိုသိထားမှမှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်မှာပါဒီမှချိလိုက်ရင်အဓိကကစားသမား၄ယောက်ကိုတွေ့ရမယ် MCB ဒါကတော့အိမ်ထဲမှာအသုံးများဆုံးပဲ overload ဖြစ်တာ short circuit ဖြစ်တာတွေကိုကောက်ွယ်ပေးတယ် MCCB ကြတော့ MCB ထက်ပိုပြီးတော့ current များရေးသုံးတဲ့နေရာတွေဥပမာလုပ်ငန်းသုံးစုနေရာတွေမှာသုံးတယ်ပိုပြီးတော့ robust ဖြစ်တယ်ပေါ့ RCCB ဒါကတော့တော်တော်ရေးကြီးတယ်သူက PC ကိုကောက်ွယ်တာထက်လူကိုအဓိကကောက်ွယ်တာထက်လိုက်မှုအန်ဒီယာကနေကောက်ွယ်ပေးတဲ့ life saver တော့ပြောလို့ရတယ်နောက်ဆုံးတစ်ခုက RCB သူကတော့ MCB နဲ့ RCCB နှစ်ခုရဲ့အလုပ်ကိုတစ်ခုတည်းနဲ့လုပ်ပြီးနိုင်တဲ့ all in one solution ပေါ့ကဲ theory တွေခဏထားပြီးလက်တွေ့တွက်ချက်တဲ့ပိုင်းကိုသွားလိုက်အောင်အင်ကြီးလုံးလုံးအတွက်တမ်မစင်စားသေးပဲနဲ့အလွယ်ဆုံးဖြစ်တဲ့အထက်တစ်ထက်စာအတွက် main breaker ကိုဘယ်လိုရွေးရမလဲဆိုတာအရင်ဆုံးလေ့လာကြည့်မယ်ဒီအခြေခံကိုသဘောပေါက်သွားရင်နောက်ပိုင်းကလွယ်သွားပြီဒီမှာအရန်ကိုအရေးကြီးတဲ့ concept တစ်ခုကိုပြောပြမယ်အဲ့ဒါက diversity factor တဲ့မြန်မာလိုတော့တပြိုင်နက်တည်းတုံးဆွဲမှုရာခိုင်နှုန်းပေါ့ idea ကရိုးရိုးလေးပဲအိမ်ထဲမှာရှိတဲ့လက်စပီစီတဲ့အကုန်လုံးမီးတွေပန်ကားတွေအကုန်းတွေရေကတတာတွေအလုံးကိုတစ်ချိန်တည်းတပြိုင်တည်းဖွင့်ထားတယ်ဆိုတာဖိထားမရှိဘူးမဟုတ်လားအဲ့ဒါ diversity factor ဆိုတာကလက်တွေ့မှာဘလောက်ရာခိုင်နှုန်းလောက်ပဲတပြိုင်တည်းတုံးလေးရှိတယ်လဲဆိုတာကိုထည့်တွက်တာပဲအားလုံးကို 100% ယူမတွက်ပဲလက်တွေ့ကြတဲ့ရာခိုင်နှုန်းတစ်ခုနဲ့ပဲတွက်လိုက်တာပေါ့ဆိုတော့အဲ့ဒီ diversity factor ကိုဘယ်လောက်ထားပြီးတွက်ကြလဲရေဘူးရအဖေတော့အထက်တစ်ထက်ဆိုင်အတွက်ဆိုရင်စုစုပေါင်းဝင်အားရ90ရာနှင်း80%ကြာမှထားပြီးတွက်လေးရှိရယ်အခုလာမယ့်တွက်ချက်မှုမှာတော့80%ဒါမှမဟုတ် 0.8 ဆိုတဲ့ကိန်းဂဏန်းကိုထုံးထားပါမယ်ဒီနံပါတ်လေးမှထားလိုက်နော်ဟုတ်ပြီကဲဒီမှာအဆင့်30တွက်ပြထားတယ်ကြည့်လိုက်ရအောင်ပထမအဆင့်အဲ့ဒီထပ်ထဲမှာရှိတဲ့ breaker တေးလေးတွေ branch breaker တွေရဲ့ ampere အားလုံးကိုပေါင်းလိုက်မယ်ဥပမာ 10A ရဲ့ 20A လေးလုံးရဲ့ဆိုတော့စုစုပေါင်း 90A ရသွားပြီဒုတိယအဆင့်ကတော့အဲ့ဒီရလာတဲ့ 90A ကိုခုနပြောတဲ့ diversity factor 0.8 နဲ့မြှော့လိုက်မယ်ဒါဆို 72A ပဲကျန်တော့ပဲနောက်ဆုံးဆင့်ကတော့ရလာတဲ့ 72A တိုင်းကွက်တီမှာရွေးပဲအနာကမှာပစ္စည်းတွေထပ်တော့တုံးချင်တုံးနိုင်အောင်လို့သူ့ထပ်တဆင်းကြီးတဲ့ breaker ကိုရွေးရမယ်ဒီမှာဆိုရင် 80A ကိုရွေးလိုက်တာကအကောင်းဆုံးပါပဲ Okayအထက်တစ်ထက်စာအတွက်ဘယ်လိုတွက်ရလဲဆိုတာသဘောပေါက်သွားပြီဆိုတော့အခုအဲ့ဒီ idea ကိုပဲသုံးပြီးတော့အစအဦးတစ်လုံးလုံးအတွက် main breaker ကိုဘယ်လိုရွေးမလဲဆိုတာစကြည့်ကြမယ်တွက်ပုံတွက်နည်းအတူတူပဲ scale ပဲပိုကြည့်သွားတာဒီမှာတိထားရမယ့်အချက်တစ်ချက်ရှိတယ်အစအုပ်တစ်လုံးလုံးအတွက်ကြတော့ diversity factor ကအထက်တစ်ထက်စာတော့မများတော့ဘူးဥပမာ90ရာခိုင်နှုန်းလောက်ပဲယူလေးရှိတယ်ဘာလို့လဲဆိုတော့တစ်တိုက်လုံးမှာရှိတဲ့ပစ္စည်းတွေအားလုံးတပြိုင်တည်းတုံးဖို့ဆိုတာကပို့ပြီးတော့မဖြစ်နိုင်တော့ဘူးလေကဲတွက်နည်းကိုကြည့်ရအောင်အဆင့်1မှာအထက်အားလုံးရဲ့ load တွေကိုပေါင်းလိုက်တယ်ဥပမာ 140A ရတယ်ပေါ့အဆင့်2မှာအဲ့ဒါကို 0.7 နဲ့မြောက်တော့ 98A ပဲကျန်တယ်အဆင့်3မှာတော့အနာဂတ်အတွက် 20% လောက်ပို့ဖြွေလိုက်တဲ့အခါစုစုပေါင်း 120A လောက်လိုအပ်မယ်ဆိုတာကိုတွက်လို့ရပါပြီ
အခုတွက်လို့ရလာတဲ့အဆောက်အုပ်တစ်ခုလုံးအတွက်စုစုပေါင်းလို့ဒီကိန်းကနန်ကအရာအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချဖို့အတွက်လမ်းညွှန်ပေးလိမ့်မယ်အဲ့ဒါကတော့ဒီအဆောက်အုပ်အတွက် single phase meter နဲ့လုံလောက်မလားဒါမှမဟုတ် three phase meter လိုအပ်နေပြီလားဆိုတာပါပဲ ဒီမှာရှင်းရှင်းလင်းလင်းနိုင်ရှင်းပြထားတယ်စုစုပေါင်းလောက်က 63A အောက်ဆိုရင်တော့ဂျိုးနဲ့ပင်နဲ့လာတဲ့တာမန် single phase meter နဲ့အဆင့်ပြေပါတယ် main breaker အတွက်2 port MCB ကိုသုံးလို့ရတယ်ဒါပေမဲ့တွက်လိုက်တဲ့လောက်က 100A ကိုကျော်သွားပြီဆိုရင်တော့ single phase နဲ့မနိုင်တော့ပါဘူးအဲ့ခါမှာဂျိုးလေးပင်နဲ့လာတဲ့3 phase meter ကိုရှောက်ရတော့မယ် main breaker ကိုလည်းပို့ပြီးတော့ခံနိုင်ရရှိတဲ့3 port ဒါမှမဟုတ်4 port MCCB ကိုပြောင်းသုံးရတော့မှာပါ ကိန်းကနန်နဲ့တွက်ချက်တာမှန်ကန်ဖို့ကအရေးကြီးတယ်ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒါကတိုက်ပွဲတစ်ဝက်ပဲနိုင်သေးတာပါအဲ့ဒါထက်ပိုအရေးကြီးပြီးဘယ်တော့မှအယော့ပဲလို့မရတဲ့ဘေကီစီမင်းတစ်ခုချိပါသေးတယ်ဒီစီမင်းတွေကရှစ်စစ်ရှိတဲ့တစ်ခုလုံးရဲ့အသက်သွေးကြောမယ်မို့လို့အထူးဂရုပြုပြီးမှတ်ထားစေချင်ပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးစီမင်းကတော့ဝါယာကြိုးက breaker ထပ်ပို့တတ်မှရမယ်ဒါကိုမှတ်ထားပါ breaker ရဲ့အဓိကတာဝန်ကသူ့နောက်မှာရှိတဲ့ဝါယာကြိုးကိုကာကွယ်ဖို့ပါတကယ်လို့ breaker ရဲ့ခံနိုင်အားက 30A ဖြစ်ပြီးသုံးထားတဲ့ကြိုးက 20A ပဲခံနိုင်တယ်ဆိုရင် overload ထက်လာတဲ့အခါ breaker ကမကြသေးခင်မှာပဲဝါယာကြိုးကရင်ပို့ပြီးမီးလောင်သွားလိမ့်မယ်အဲ့ဒါဆိုကြိုးက fuse ဖြစ်သွားတယ်လို့ပဲဒါကြောင့်ကြိုး size က breaker ampere ထက်အများတန်းပိုရင်းနေရပါမယ်ဟုတ်ပြီဒီစီမင်းကတော့လူကိုကာကွယ်ဖို့ပါ MCB ရော MCCB ရောကပစ္စည်းတွေနဲ့ဝါယာကြိုးတွေကိုကာကွယ်ပေးတယ်မနဲ့ဒါပေမဲ့လူအသက်ကိုတက်လိုက်တဲ့အန်ဒရယ်ကနေတိုက်ရိုက်ကာကွယ်ပေးတာကတော့ RCCB ဒါမှမဟုတ် RCBO ပါသူတို့ကအရန်ကိုတင်းရဲ့လက်စည်းကြောင့်ယူစိမ့်မှုမီလီအမ်ပီလောက်လေးကိုတော့အာရုံခံနိုင်တယ်ပြီးတော့ချက်ချင်းဆိုသလိုမီးဖြတ်ချပေးနိုင်တယ်ဒါကြောင့်သူတို့ကိုအသက်ကယ်ကိရိယာလို့တော့တင်စားကြတာဒါကိုတက်ဆင်ဖို့ဘယ်တော့မှမမေ့ပါနဲ့ကဲဒီနေ့ပြောခဲ့တာဒီအားလုံးပြည့်နောက်မှာတော့ဒီမီကုန်းလေးတစ်ခုကိုပြန်ပြီးစဉ်းစားကြည့်စေချင်တယ်လက်ရှိအိမ်ရဲ့80စနစ်ကဒီနေ့တဲ့ baking လုံခြုံမှုရှိရလားပြီးတော့နောက်အနာဂတ်မှာ80 PC တွေပို့သုံးလာမယ့်အချင်းအတွက်ရောအဆင်သင့်ဖြစ်နေပြီလားဆိုတာပေါ့မန်ဂန်နဲ့ breaker ကိုရေးချက်တဲ့ချင်းဆိုတာတက်တုံတက်ပါရှိဖို့တက်မဟုတ်ပဲမိသားစုအလုံးရဲ့လုံခြုံရေးကမရှိမဖြစ်လို့အပ်တဲ့အခြေခံအုံမြစ်တစ်ခုဖြစ်တဲ့ဆိုတာကိုအမြဲတမ်းရနေစေချင်ပါတယ်